ဒီဇက်ကားမှာတော့ဒေးဗစ်ဟာတနတ်သမားရဲ့တီနေရာကိုတွေ့တာနဲ့ခမန်ဆန်တို့ကိုချက်ချင်းသတင်းပို့လိုက်ပါတယ်သူကအကူအညီဘယ်တော့ရောက်မလဲမေးပေမဲ့ရဲတွေကအချိန်ဆွဲနေခဲ့ပါတယ်ဒီအချိန်မှာဒေးဗစ်ကထိုင်ဆောင်နေလို့မရတော့ဘူးဆိုတာသိလိုက်ပါတယ်ဒါကြောင့်ကားတကားကိုဖွင့်ပြီးသူ့အမေကိုယုံကြည်ပေးဖို့ပြောလိုက်ပါတယ်ကားအတွင်းမှာတော့ဂျူလီယာဟာကြောက်လန့်ပြီးမလုံနိုင်ပဲဖြစ်နေခဲ့ပါတယ်အချိန်မရှိတော့တဲ့အတွက်ဒေးဗစ်ကခွင့်တောင်းမနေတော့ဘဲကားထဲဝင်ကနောက်ပြန်အရှိန်ပြင်းပြင်းမောင်းထုတ်လိုက်ပါတယ်ဒီအစီအစဉ်ကအောင်မြင်သွားပြီးတနတ်သမားကဆက်ပစ်နေပေမဲ့ကြီးစံတစ်ချက်မှမထိခဲ့ပါဘူးဂျူလီယာကိုလုံခြုံတဲ့နေရာပို့ပြီးတဲ့နောက်ဒေးဗစ်ကအကူအညီကိုဆက်မဆောင်တော့ဘဲတနတ်သမားကိုကိုယ်တိုင်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်လုံခြုံရေးဝန်ထမ်းတွေရဲ့အကူအညီနဲ့သူဟာအဆောက်အုံခေါင်မိုးပေါ်ကိုအမြန်တက်သွားခဲ့ပါတယ်ဒါပေမဲ့အပေါ်ထက်ကခြေတံတွေကြားလိုက်ရချိန်မှာတော့မထင်မှတ်ထားတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်တနက်ကင်ထားတဲ့သူဟာသူ့ရဲ့စစ်ဘက်ကအဖော်ဟောင်းဖြစ်နေခဲ့တာပါမနေ့တုန်းကတော့နှစ်ယောက်သားအတိတ်အကြောင်းတွေပြောခဲ့ကြပါသေးတယ်စစ်ပွဲအတွင်းမှာသူ့တငယ်ချင်းဟာပြင်းထန်စွာဒဏ်ရာရခဲ့ပြီးမျက်နှာပုံစံတောင်ပြောင်းလဲသွားခဲ့ပါတယ်ဖြစ်ကြောင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့တယ်လို့လူအတိုင်းဝိုင်းကပါသူ့ကိုစွန့်ပစ်ထားခဲ့ပါတယ်သူဟာစစ်ပွဲထဲပိုးခဲ့တဲ့နိုင်ငံရေးသမားတွေကိုအလွန်မုန်းတီးနေခဲ့ပါတယ်ဒါပေမဲ့ဒေးဗစ်ကအခုအဲ့ဒီနိုင်ငံရေးသမားတွေကိုကာကွယ်ပေးနေတဲ့အလုပ်လုပ်နေတာသိလိုက်ရချိန်မှာတော့ဒေါသတွေပိုမိုပေါက်ကွဲသွားခဲ့ပါတယ်သူကဒေးဗစ်ကိုမင်းသားအဲ့ဒီလူတွေနဲ့ဘေးချင်းကပ်ရက်နေရရင်မျက်လုံးပိတ်ပြီးခလုတ်နှိပ်လိုက်မှာပဲလို့ပြောခဲ့ပါတယ်အခုတော့တစ်ချိန်ကစစ်မြေပြင်မှာအတူတိုက်ခဲ့တဲ့တငယ်ချင်းနှစ်ယောက်ဟာရန်ဘက်တွေဖြစ်နေခဲ့ပါပြီတယောက်ကအိမ်အောင်ရေးဝန်ကြီးကိုလှုပ်ကြံမှုစူးစမ်းနေပြီးတယောက်ကတားဆီးဖို့စူးစမ်းနေပါတယ်ဒေးဗစ်ဟာအလွန်ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုကြားမှာပိတ်မိနေခဲ့ပါတယ်ဒါပေမဲ့သူ့တငယ်ချင်းကတော့အလုပ်ကိုအဆုံးသတ်ဖို့ဖိအားပေးနေစေဖြစ်ပါတယ်